ရောင်ကြီးတော်ကန္နာဤကန္နာသည်နူရောင်ကြီးတော်အကြောင်းပါဝင်သောကန္နာဖြစ်သည်မဒီနာမြို့တော်၌ထုတ်ပြန်ပို့ချတော်မူသောကန္နာဖြစ်သည်ဤကန္နာတွင်အာယတ်တော်64ပါနှင့်ရုကုအပိုက်9ပိုက်ပါရှိသည်အာအူဇူဘီလာဟီမီနရှိုင်တွန်ရာဂျီမ်ဘစ်မလာဟ်ရာဟ်မာန်ရာဟီမ်မပြတ်မစဲတနာကျင်နာညှတာတော်မူသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအလောရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏ဤသည်ကန္နာတစ်ခုပင်ငါရှင်မြတ်သည်ယင်းကန္နာကိုချပေးတော်မူခဲ့သည်၎င်းဖြင့်ငါရှင်မြတ်သည်ယင်းကန္နာကိုတတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့၏ထိုမှတပါငါရှင်မြတ်သည်အသင်တို့တရားရကြအံ့သောငါယင်းကန္နာ၌ထင်ရှားစွာသောအာယတ်တော်များကိုချပေးတော်မူခဲ့သည်ကာမေတုမိစ္ဆာစာရကံကျူးလွန်သောမိန်းမသည်၎င်းကာမေတုမိစ္ဆာစာရကံကျူးလွန်သောယောက်ျားသည်၎င်းအသင်တို့သည်၎င်းတို့နှစ်ဦးအနက်တဦးစီကိုကျိန်တန်အချက်ပေါင်း100စီရိုက်ကြလေကုန်ထို့ပြင်အကယ်၍အသင်တို့သည်လောက်ရှင်များအား၎င်းနောက်ဆုံးနေ့ကို၎င်းတတ်ဝင်ယုံကြည်ကြလျင်၎င်းတို့နှစ်ဦးပေါ်၌ဂရုဏာတက်ရောက်မှုသည်အသင်တို့အားလောက်ရှင်မြတ်၏အမိန့်ပညတ်ကိုလိုက်နာဆောင်ရွက်ရာတွင်ချုပ်တီးခြင်းအလင်းမရှိစေရထို့ပြင်၎င်းတို့နှစ်ဦးအားပြစ်ဒဏ်ပေးသည်ကိုမိုမင်တတ်ဝင်ယုံကြည်သူတစုသည်လာရောက်ကြည့်ရှုကြရမည်ဖြစ်သည်ကာမေတုမိစ္ဆာစာရကျူးလွန်သောယောက်ျားသည်ကကာမေတုမိစ္ဆာစာရကျူးလွန်သောသို့မဟုတ်တစုံတရာကိုလောက်ရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောမိန်းမအပြင်အခြားသူတော်စင်အမျိုးသမီးများနှင့်ထိမ်းများသည်မဟုတ်ပေထိုနည်းတူစွာကာမေတုမိစ္ဆာစာရကျူးလွန်သောမိန်းမနှင့်လည်းကာမေတုမိစ္ဆာစာရကျူးလွန်သောယောက်ျားသို့မဟုတ်တစုံတရာကိုလောက်ရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောယောက်ျားနှင့်သာလျှင်ထိမ်းများလေသည်စင်စစ်ဤကာမေတုမိစ္ဆာစာရကျူးလွန်သောမိန်းမများနှင့်ထိမ်းများမှုသည်မိုမင်တတ်ဝင်ယုံကြည်သူတို့အပေါ်၌ဟာရမ်ဟူ၍တားမြစ်ထားပြီးဖြစ်ချေသည်၎င်းပြင်အပြစ်ကင်းစင်သောအမျိုးသမီးများအားကာမေတုမိစ္ဆာစာရကျူးလွန်သည်ဟုဆွဆွဲပြီးနောက်သက်သေ4ယောက်တင်မပြနိုင်ခဲ့ကြသောသူတို့အားအသင်တို့သည်ကျိန်တန်အချက်ပေါင်း80ရိုက်ကြလေကုန်၎င်းပြင်အသင်တို့သည်မြည်သည့်အခါမှ၎င်းတို့၏မြည်သို့သောသက်သေခံချက်ကိုမှလက်မခံကြကုန်လျှင်စင်စစ်သောကထိုသူတို့သည်ပင်လျှင်စီကံဖောက်ဖျက်သူများဖြစ်ကြကုန်၏တို့ရာတွင်အကျဉ်သူတို့သည်ထိုနောက်ဝင်ချတောင်းပန်ကြ၍မိမိတို့ကိုယ်ကိုပြုပြင်ခဲ့ကြသည်ရှိသောဧကံမလွဲလောက်ရှင်မြတ်သည်အလွန်တရာခွင့်လွှတ်တော်မူသောအလွန်တရာတနာညှတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေတည်းထို့ပြင်မိမိတို့၏ဇနီးကျင်ရများအားကာမေတုမိစ္ဆာစာရကျူးလွန်ပါသည်ဟုဆွဆွဲသောသူတို့သည်၎င်းတို့၌မိမိတို့အပြင်သက်သေများမရှိကြလျှင်ထိုဆွဆွဲသူတို့အနက်တဦးသည်လောက်ရှင်မြတ်အားတိုင်တယ်၍မိမိသည်သစ္စာဝါဒီဖြစ်ကြောင်း4ကြိမ်တိုင်တိုင်သက်သေထွက်ဆိုရမည်၎င်းပြင်ပြင်စမအကြိမ်တွင်အကယ်၍မိမိသည်မူသာဝါဒီဖြစ်ခဲ့မူမိမိပေါ်၌လောက်ရှင်မြတ်၏ကျိန်ဆဲချက်သည်ကြားရောက်ပါစေဟုဆိုရမည်၎င်းပြင်ထိုဇနီးကျင်ရသည်လောက်ရှင်မြတ်အားတိုင်တယ်၍ဧကံမလွဲထိုယောက်ျားသည်မူသာဝါဒီသာဖြစ်ကြောင်း4ကြိမ်တိုင်တိုင်သက်သေထွက်ဆိုခြင်းသည်ထိုဇနီးကျင်ရမှပြစ်ဒဏ်တော်ကိုဖယ်ရှားမည်ဖြစ်သည်ထို့ပြင်ပြင်စမအကျိန်၌အကယ်၍ထိုယောက်ျားသည်သစ္စာဝါဒီဖြစ်ခဲ့မူမိမိပေါ်၌လောက်ရှင်မြတ်၏အမျက်တော်သည်ကြားရောက်ပါစေဟုထွက်ဆိုရပေမည်စင်စစ်သောကအကယ်၍သာအသင်တို့အပေါ်ဝဲလောက်ရှင်မြတ်၏ကျေးဇူးတော်သည်၎င်းထိုရှင်မြတ်၏ဂရုဏာတော်သည်၎င်းမရှိခဲ့လျှင်အမှန်ကိုပေါ်လွင်စေတော်မူခဲ့မည်သာတို့ရာတွင်ဧကံမလွဲလောက်ရှင်မြတ်မှာမူကားတောင်းပန်ဝန်ခံချက်ကိုအလွန်တရာလက်ခံတော်မူသောအရှင်အလွန်တရာစင်ကြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေရာအသင်တို့အားဝင်ချတောင်းပန်နိုင်ကြရန်အလိုငှာအခွင့်အရေးပေးတော်မူခြင်းပင်ဖြစ်ပေတည်းဧကံအမှန်ဤမူသားဆွဆွဲချက်ကိုဖြန့်ချီခဲ့သောသူတို့ကအသင်တို့အနက်မှအုပ်စုကလေးတစ်ခုပင်ဖြစ်၏အသင်တို့သည်မိမိတို့နှင့်ပတ်သက်၍ယင်းမူသားဆွဆွဲချက်ကိုဆိုးရွားလာသည်ဟုမယူဆကြကုန်လျှင်အမှန်စင်စစ်မှမူကားယင်းမူသားဆွဆွဲချက်သည်အသင်တို့နှင့်ပတ်သက်၍ကောင်းလှပေသည်
ထိုအုပ်စုအနံ့အသီးသီး၌မိမိရှာဖွေစည်းပူးခဲ့သောပြစ်မှုသည်ရှိပေသည်ထိုမှတပါရှင်းမှုသာဆွဆွဲမှုကိုဖြန့်ချီရာ၌အများဆုံးတာဝန်ယူဆောင်ရွက်ခဲ့သောသူ၌မူအလွန်ကြီးလေးသောပြစ်ဒဏ်သည်ရှိပေသည်ရှင်းမှုသာဆွဆွဲချက်ကိုအသင်တို့ကြားသိခဲ့စဉ်ကမိုးမင်ယောက်ျားတို့သည်၎င်းမိုးမင်မိန်းမတို့သည်၎င်းမိမိတို့အချင်းချင်းနှင့်ပတ်သက်၍အဘယ်ကြောင့်ကောင်းမွန်သောထင်မြင်ချက်ကိုမထင်မြင်မယူဆခဲ့ကြသည်ထိုမှတပါထိုမိုးမင်ယောက်ျားမိန်းမတို့ကဤသည်ထင်ရှားလာစွာသောမူသားဆွဆွဲချက်ပင်ဖြစ်သည်ဟုအဘယ်ကြောင့်မပြောဆိုခဲ့ကြသည်ထိုမူသားဆွဆွဲခဲ့ကြသောလူစုသည်အဘယ်ကြောင့်ရင်းဆွဆွဲချက်နှင့်ဆက်လင်း၍တပ်သည်၄ယောက်တင်မပြခဲ့ကြသည်စင်စစ်၎င်းတို့သည်တပ်သည်တင်မပြခဲ့ကြသောကြောင့်၎င်းတို့သည်ပင်လင်အလောရှင်မြတ်ထံတော်၌မူသာဝါဒီများဖြစ်ကြကုန်သည်စင်စစ်တော်ကအကယ်၍သာအသင်တို့အပေါ်၌လောရှင်မြတ်၏ကျေးဇူးတော်နှင့်ထိုရှင်ဂရုဏာတော်သည်လောကီဘဝ၌၎င်းတမလွန်ဘဝ၌၎င်းမရှိခဲ့လင်အသင်တို့နှင့်မွန်းလျက်ရှိခဲ့ကြသောကိစ္စနှင့်ဆက်လင်း၍အသင်တို့၌အလွန်ကြီးလေးလာစွာသောပြစ်ဒဏ်သည်အမှန်ပင်တက်ရောက်ခဲ့ပြီးဖြစ်သည်အကျဉ်းခါ၌အသင်တို့သည်ယင်းကိစ္စကိုမိမိတို့ရှာများဖြင့်လက်ခံပြောဆိုနေခဲ့ကြ၏ထို့ပြင်မိမိတို့အလင်းမသိသောအကြောင်းကိစ္စကိုမိမိတို့နှုတ်များဖြင့်မွဲဆိုနေခဲ့ကြကုန်၏ထိုမှတပါအသင်တို့သည်ယင်းကိစ္စကိုပေါ်ပေါ်ဆာဆာတာမန်ကိစ္စဟုထင်မှတ်နေကြကုန်၏အမှန်စင်စစ်မှမူကားယင်းကိစ္စသည်လောရှင်မြတ်ထံတော်၌အလွန်ကြီးလေးလာသောကိစ္စပင်ဖြစ်ကြသည်၎င်းပြင်အသင်တို့သည်ယင်းမူသားဆွဆွဲချက်ကိုကြားခဲ့ကြသောအခါအိုးလောရှင်မြတ်အရှင်မြတ်သည်စင်ကြယ်တန်ရှင်းတော်မူပါ၏ကျွန်ုပ်တို့သည်ဤသည်ကိုမိမိတို့နှုတ်ဖြင့်ပြောဆိုကြရန်အလင်းမထိုင်ဤသည်ကြီးကျယ်လာစွာသောသဘုတ်လေလင်မတရားပြောဆိုချက်များသာဖြစ်ပေသည်ဟုအပေကြောင့်မပြောဆိုခဲ့ကြသည်အကယ်၍အသင်တို့သည်မိုမင်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျင်အသင်တို့သည်ယင်းကဲ့သို့သောအပြုအမူမျိုးကိုနောက်ထပ်မပြုရန်အလောရှင်မြတ်သည်အသင်တို့အားဆုံးမတော်မူလေသည်၎င်းပြင်အလောရှင်မြတ်သည်အသင်တို့အဖို့အမိန့်ပညတ်တော်များကိုရှင်းလင်းစွာမိန့်ကြားတော်မူပေသည်စင်စစ်အလောရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့တည်တော်မူသောအရှင်စင်ကြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပေသည်ဧကန်စင်စစ်မိုးမင်သက်ဝင်ယုံကြည်သောသူတို့တွင်မဖွဲ့မရာညဉ့်ညမ်းသောစကားပြန့်ပွားခြင်းကိုနှစ်သက်လိုလားသောသူတို့၌ဤမျက်မှောက်လောကီဘဝတွင်၎င်းတမလွန်ဘဝတွင်၎င်းပြင်းပြနာကျင်ပွဲပြစ်ဒဏ်သည်ရှိပေမည်စင်စစ်လောရှင်မြတ်သည်သိရှိတော်မူ၏အသင်တို့မူကားမသိနာမလည်ကြကြစင်စစ်တော်ကအကယ်၍သာအသင်တို့ပေါ်၌လောရှင်မြတ်၏ကျေးဇူးတော်နှင့်ထိုရှင်မြတ်၏ဂရုဏာတော်မရှိခဲ့မူအမှန်ပင်အသင်တို့၌ပြစ်ဒဏ်ကိုအစောတလင်တက်ရောက်စေတော်မူခဲ့ပေမည်တို့ရာတွင်ဧကံမလွယ်လောရှင်မြတ်သည်အလွန်တရာသနာကျင်နာတော်မူထသောအရှင်အလွန်တရာဂရုဏာပြုတော်မူထသောအရှင်ဖြစ်တော်မူပေသည်တို့ဖြစ်ပေရာအသင်တို့အားတောင်းပန်ဝင်ချနိုင်ရန်အခြေအနေကိုဖန်တီး၍ပေးသနာတော်မူခဲ့ပေသည်အိုမိုးမင်သက်ဝင်ယုံကြည်သူပေါင်းတို့အသင်တို့သည်ရှိုက်တန်မိစ္ဆာကောင်၏ခြေရာများကိုမလိုက်ကြကုန်လေစင်စစ်တော်ကမည်သူမဆိုရှိုက်တန်မိစ္ဆာကောင်၏ခြေရာများကိုလိုက်ပါလျင်ဧကံမလွယ်ထိုရှိုက်တန်မိစ္ဆာကောင်သည်ထိုသူအားရှက်ဖွယ်ကိစ္စနှင့်မကောင်းမှုဒုစရိုက်ကိုသာလုပ်ရန်ညွှန်ကြားပေမည်စင်စစ်အကယ်၍သာအသင်တို့ပေါ်ဝဲလောရှင်မြတ်၏ကျေးဇူးတော်နှင့်ဂရုဏာတော်မရှိခဲ့လျင်အသင်တို့အနက်မည်သူတဦးတယောက်မှမည်သည့်အခါမျှပင်ဝင်ချတောင်းပန်၍စင်ကြယ်တန်ရှင်လွတ်ကင်းခဲ့မည်မဟုတ်ပေတို့ရာတွင်လောရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားဝင်ချတောင်းပန်ခွင့်ပြုတော်မူ၍စင်ကြယ်တန်ရှင်လွတ်ကင်းစေတော်မူ၏စင်စစ်တော်ကလောရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့ကြားတော်မူသောအရှင်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူပေသည်၎င်းပြင်အသင်တို့အနက်ဂုံးအတရေနှင့်ဂုံလုံးကျဲဝါမှုရှိသောသူများသည်ဆွေရင်းမျိုးရင်းများအား၎င်းသူစင်းရဲများအား၎င်းလောရှင်မြတ်၏လမ်းတော်၌မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍မတိနာမျိုးသို့ရွှေ့ပြောင်းလာခဲ့ကြသောမွေကြဟင်များအား၎င်းအကူအညီထောက်ပံ့မပေးကြတော့ပါဟုကျိန်ဆိုခြင်းမပြုရစင်စစ်၎င်းတို့သည်ထိုသူတို့ကခွင့်လွှတ်တင်ကြပေသည်၎င်းပြင်လှစ်လူရှုပြုတင်ကြပေသည်အသင်တို့သည်မိမိတို့ကအလောရှင်မြတ်ကအပြစ်မှလူငင်းချမ်းသာခွင့်ပေးတော်မူသည်ကိုမနှစ်သက်မလိုလားကြလေသလောစင်စစ်မှမူကအလောရှင်မြတ်သည်အလွန်တရာလူငင်းချမ်းသာခွင့်ပေးသနာမူသောအရှင်အလွန်တရာတနာမျှတာဂရုဏာပြုတော်မူသောအရှင်ဖြစ်တော်မူပေတည်း
ဧကန်စင်စစ်ကာမဂုဏ်ကိုချုပ်တီးသောရိုးသားဖြောင့်မတ်၏တတိမမူသောမိုးမင်းအမျိုးသမီးများအားမဟုတ်မမှန်မတရားဆွဆွဲကြကုန်သောသူတို့သည်လောကီဘဝ၌၎င်းတမလွန်ဘဝ၌၎င်းဂယုဏတော်မှကင်းဝေးစေခြင်းကိုခံကြရပေမည်ထိုမှတပါ၎င်းတို့၌ကြီးလေးလှစွာသောပြစ်ဒဏ်သည်လည်းရှိပေမည်အကျဉ်နေ့တွင်ထိုနေ့တွင်ထိုသူတို့၏နှုတ်ရှာများသည်၎င်းထိုသူတို့၏လက်များသည်၎င်းထိုသူတို့၏ခြေထောက်များသည်၎င်းထိုသူတို့နှင့်ဆန့်ကျင်ကထိုသူတို့ကျင့်မှုခဲ့သမျှတို့ကိုတတ်သိခံကြပေမည်ထိုနေ့တွင်လောင်ရှင်မြတ်သည်၎င်းတို့အား၎င်းတို့နှင့်ထိုက်တန်သောအစာကိုအပြည့်အဝပေးတော်မူပေမည်ထို့ပြင်ဧကံမုတ်ချလောင်ရှင်မြတ်သည်တိကျမှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူသောအရှင်အကြောင်းကိစ္စများကိုထင်ရှားစေတော်မူသောအရှင်ဖြစ်တော်မူကြောင်းကို၎င်းတို့သိရှိကြပေမည်ယုံမာသောမိန်းမများသည်ယုံမာသောယောက်ျားများနှင့်သာထိုက်ကြပေသည်ထိုနည်းတူစွာယုံမာသောယောက်ျားများမှလည်းယုံမာသောမိန်းမများနှင့်ထိုက်တန်ကြကုန်၏၎င်းပြင်မွန်မြတ်သောမိန်းမများသည်မွန်မြတ်သောယောက်ျားများနှင့်သာထိုက်တန်ကြပေသည်ထိုနည်းတူစွာမွန်မြတ်သောယောက်ျားများသည်လည်းမွန်မြတ်သောမိန်းမများနှင့်ထိုက်တန်ကြကုန်၏ထိုမွန်မြတ်သောယောက်ျားမိန်းမတို့မှမူကား၎င်းမွန်နာဖစ်တို့၏ပြောဆိုဆွဆွဲချက်များမှလုံးဝကင်းရှင်းသူများပင်ဖြစ်ကြပေသည်ထိုသူတို့အဖို့အပြစ်မှလွတ်ငြိမ်းချမ်းသာခွင့်သည်၎င်းမွန်မြတ်လှစွာသောစားနပ်ရိက္ခာသည်၎င်းရှိပေတည်းအိုမွန်မင်သက်ဝင်ယုံကြည်သူပေါင်းတို့အသင်တို့သည်မိမိတို့အိမ်များမှတပါအခြားအိမ်များအတွင်သို့ထိုအိမ်သားများထံမှခွင့်ရယူခြင်းထိုအိမ်သားများအပေါ်၌ဆက်လံမေတ္တာပို့သခြင်းမပြုသမျှကာလပတ်လုံးဝင်ရောက်ခြင်းကိုမပြုကြကုန်လျင်ဤခွင့်ရယူခြင်းနှင့်ဆက်လံမေတ္တာပို့သခြင်းတို့သည်ကအသင်တို့ဖို့အကောင်းဆုံးပင်ဖြစ်ပေသည်သို့မှသာလျှင်အသင်တို့သည်သတိဝရိယပြုကြပေမည်တဖန်အကယ်၍အသင်တို့သည်ထိုအိမ်များတွင်တဦးတယောက်ကိုမှမတွေ့ခဲ့ကြလျင်အသင်တို့သည်မိမိတို့၌အခွင့်မရရှိသမျှကာလပတ်လုံးထိုအိမ်များအတွင်းသို့မဝင်ကြကုန်လျင်၎င်းပြန်အကယ်၍အသင်တို့အားပြန်ကြကုန်ဟုပြောဆိုခဲ့လျင်အသင်တို့သည်ပြန်ခဲ့ကြလေကုန်ထိုသို့ပြန်လာခြင်းသည်အသင်တို့ဖို့အစဉ်ကျင်အမွန်မြတ်ဆုံးပင်ဖြစ်သည်စစ်စစ်မှမူကားလောက်ရှိမြတ်သည်အသင်တို့ကျင့်မှုသမျှတို့ကိုအတိတော်မူဆုံးပင်ဖြစ်တော်မူ၏အသင်တို့သည်လူမနေသောအိမ်များတွင်အသင်တို့၏ကိုယ်ရေးကိုယ်တာအကျိုးကျေးဇူးဥစ္စာပစ္စည်းတစ်စုံတစ်ရာရှိ၍ထိုအိမ်များတွင်သို့ဝင်ရောက်ခဲ့ကြသောအသင်တို့၌မည်သို့မှအပြစ်မရှိကြအမှန်တော်ကားလောက်ရှိမြတ်သည်အသင်တို့ထင်ရှားစေကြသောကိစ္စများကို၎င်းအသင်တို့လျှို့ဝှက်သောကိစ္စများကို၎င်းကောင်းစွာသိရှိတော်မူပေတည်းအိုနဗီတမန်တော်အသင်သည်မိုးမင်သက်ဝင်ယုံကြည်သူတို့အားမိမိတို့၏မျက်စိများကိုနှိမ်ချထားရမည်ဟု၍၎င်းထို့ပြင်မိမိတို့၏အရှက်အင်္ဂါများကိုထိမ့်သိမ်းကြရမည်ဟု၍၎င်းပြောကြပါလေဤသည်၎င်းတို့ဖို့အစဉ်ကျယ်ဆုံးပင်ဖြစ်ပေသည်ဧကံမလွဲလောက်ရှိမြတ်သည်၎င်းတို့ပြုလုပ်သမျှတို့ကိုကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေတည်းအိုနဗီတမန်တော်အသင်သည်မိုးမင်သက်ဝင်ယုံကြည်သူအမျိုးသမီးတို့အားဤသို့ပြောကြပါလေ၎င်းတို့သည်မိမိတို့မျက်စိများကိုအောက်သို့နှိမ့်ရစိုက်၍ထားရှိကြရမည်ထို့ပြင်၎င်းတို့သည်မိမိတို့၏ရှက်အင်္ဂါများကိုကာမေတုမိစ္ဆာစာရမှုကျူးလွန်ခြင်းမှထိမ့်သိမ်းကြရမည်ထိုမှတပါ၎င်းတို့သည်ပေါ်၍နေတတ်သောမိမိတို့၏အလှမှတပါကြံအလှအပတို့ကိုမပေါ်ကြစေရထို့ပြင်၎င်းတို့သည်မိမိတို့၏အပေါ်ယုံများကိုဥကောင်းချုံလာများကိုမိမိတို့၏ရင်ဘတ်များအပေါ်သို့ချထားရမည်ထိုမှတပါ၎င်းတို့သည်မိမိတို့၏အလှကိုမိမိတို့၏လင်ယောက်ျားများသို့မဟုတ်မိမိတို့၏ဖခင်များသို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များသို့မဟုတ်မိမိတို့၏သားများသို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏သားများသို့မဟုတ်မိမိတို့၏အကိုများမောင်များ၏သားများသို့မဟုတ်မိမိတို့၏အမများညီမများ၏သားများသို့မဟုတ်မိမိတို့၏သာသနာဝင်မိန်းမချင်းများသို့ဒီမဟုတ်မိမိတို့လက်ရလက်များကပိုင်ဆိုင်သောမိန်းမများသို့မဟုတ်ကျွန်မများသို့ဒီမဟုတ်ယောက်ျားများအနက်မှမိန်းမများကိုအလိုမရှိသောမိမိတို့လက်အောက်ခံများသို့မဟုတ်မိန်းမများ၏အတွင်းလျှို့ဝှက်ချက်များကိုမသိနားမလည်ကြသေးသောကလေးတငယ်များရှိမှတပါအခြားမည်သူ၏ရှိ၌မှမဖော်ကြရထိုမှတပါ၎င်းတို့သည်မိမိတို့လျှို့ဝှက်ထားကြသောတစားများကိုသူတစ်ပါးတို့သိရှိရန်မိမိတို့၏ခြေများကိုစောင့်၍မနှင်းကြရထို့ပြင်အိုမိုမင်သက်ဝင်ယုံကြည်သူပေါင်းတို့
အောင်မြင်မှုရရှိကြအံ့သောငါအသင်တို့အားလုံးတို့သည်လောင်ရှင်မြတ်၏ရှိတော်မှာဝင်ချတောင်းပန်ကြလေကုန်ထို့ပြင်အသင်တို့သည်မိမိတို့အနက်ကျင့်ပေါ်ကျင့်ပတ်မရှိသောယောက်ျားမိန်းမတို့အား၎င်းမိမိတို့၏ကျွန်ကျော်မများအနက်ထိမ်းများရန်အရေးချင်းနှင့်ပြည့်စုံကြသောကျွန်ကျော်မများအား၎င်းထိမ်းများ၍ပေးကြလေကုန်အကယ်၍၎င်းတို့သည်သူဆင်းရဲများဖြစ်ကြလျှင်လောင်ရှင်မြတ်သည်၎င်းတို့အားမိမိကျေးဇူးတော်နှင့်ကြွယ်ဝချမ်းသာစေတော်မူမည်စင်စစ်မူကားလောင်ရှင်မြတ်သည်ကျယ်ဝန်းစွာချီးမြှင့်ပေးသနာတော်မူသောအရှင်အရာခတ်သိမ်းတို့အကျွမ်းမဲ့တည်တော်မူသောအရှင်ဖြစ်တော်မူ၏တို့ရာတွင်ထိမ်းများရန်အလိုငါစရိတ်ငွေကြေးမရှိကြသောသူတို့မူကားလောင်ရှင်မြတ်သည်မိမိ၏ကျေးဇူးတော်ဖြင့်၎င်းတို့အားကုံလုံးကြွယ်ဝစေတော်မူသည့်အထိမိမိတို့၏ကာအိမ်တွေကိုစောင့်စည်း၍နေကြရမည်ထို့ပြင်အသင်တို့၏ကျေးကျွန်များအနက်အကျဉ်သူတို့သည်ကျွန်ဘဝမှလွတ်မြောက်ရန်ဂတိစာချုပ်ကိုချုပ်ဆိုလိုကြ၏အကယ်၍အသင်တို့သည်ထိုသူတို့၌ကောင်းကျိုးတစ်စုံတစ်ရာကိုတွေ့ရှိခဲ့ကြရင်လျှင်၎င်းတို့နှင့်ဂတိစာချုပ်ကိုချုပ်ဆိုကြလေကုန်ထိုမှတပါအသင်တို့သည်၎င်းတို့အားလောင်ရှင်မြတ်၏အကျင့်ပစ္စည်းများအနက်မှလည်းပေးကမ်းကြလေကုန်ထိုရှင်မြတ်သည်ယင်းပစ္စည်းများကိုအသင်တို့အားချီးမြှင့်ထားတော်မူ၏ထို့ပြင်အသင်တို့သည်မိမိတို့၏ကျွန်မများအားထို့သဖြင့်၎င်းတို့၏ကာအိမ်တွေဆောင်စည်းရန်လိုလားကြလျှင်အသင်တို့မျက်မှောက်လောကီဘဝ၏ပစ္စည်းဥစ္စာရရှိအံ့သောငါထိုကျွန်မများအားပြည့်စုံလုပ်ငန်းပြုလုပ်ကြရန်အတင်းအကျပ်မပြုကြကုန်လျင်စင်စစ်တော်ကမိသူမဆို၎င်းတို့အားအတင်းအကျပ်ပြုစီခဲ့သည်ရှိသောဧကံမလွဲလောင်ရှင်မြတ်သည်ထိုကျွန်မများအတင်းအကျပ်ပြုစီခြင်းကိုခံကြရပြီးနောက်အလွန်တရာလူငင်းချမ်းသာခွင့်ပေးတော်မူသောအရှင်အလွန်တရာတနာကျင်နာညှတာတော်မူသောအရှင်ဖြစ်တော်မူပေသတည်းထို့ပြင်စစ်ဧကံကရှင်မြတ်သည်သင်တို့ထံသို့ထင်ရှားလာစွာသောအမိန့်ပညတ်တော်များကို၎င်းအသင်တို့အလယ်လွန်လေပြီးသောရှေးသူဟောင်းတို့၏အလားတူအထုပ်ပတ္တိများကို၎င်းသူမွန်သူမြတ်တို့အကျိုးငါဆုံးမဩဝါဒကို၎င်းချပေးသနာတော်မူခဲ့ပေသတည်းလောင်ရှင်မြတ်သည်မိုးကောင်းငယ်များနှင့်ပထဝီမြေ၏ရောင်ကြီးတော်ဖြစ်တော်မူ၏တနည်းလောင်ရှင်မြတ်သည်ပထဝီမြေနှင့်မိုးကောင်းငယ်များတွင်ရှိသူတို့အားဓမ္မရောင်ကြီးပေးတော်မူသောအရှင်ဖြစ်တော်မူ၏ထိုရှင်မြတ်၏ဓမ္မရောင်ကြီးတော်၏ဥပမာကနယံတွင်ရှိအကျဉ်ကူလိုင်းနှင့်အလားတူပေသည်ထိုကူလိုင်းအတွင်းဝယ်စီမီတစ်ခုရှိထိုစီမီမှာမှန်အိမ်တစ်ခုအတွင်း၌ရှိပေသည်ထိုမှန်အိမ်မှာမူကားထွန်းလင်းတောက်ပသောကျဲတာတစ်လုံးကဲ့သို့ပင်ရင်းစင်မီမှာကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသောတစ်ပင်မှာတန်လွင်စီဖြင့်ထွန်းရလေသည်ထိုတစ်ပင်မှာမူကားအကာအကွယ်တစ်ခုခု၏ရှေ့ဘက်၌ကြသည်လည်းမဟုတ်နောက်ဘက်၌ကြသည်လည်းမဟုတ်ပေထိုတစ်ပင်၏အစီမှာမီးနှင့်လုံးဝတိုးမိခြင်းမရှိ냐တော့လဲထတောက်အံ့ဆဲဆဲဖြစ်နေပြီသည်အမှန်တော့ကရောင်ကြီးပေါ်၌ရောင်ကြီးထက်လျက်ပင်ရှိနေပြီသည်လောင်ရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားမိမိဓမ္မရောင်ကြီးတော်ကိုလမ်းညွှန်တော်မူ၏ထိုမှတပါလောင်ရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိမြင်ကြားတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်းယင်းမှန်အိမ်သည်အကျင့်အိမ်တော်များ၌ရှိ၏လောင်ရှင်မြတ်သည်ထိုအိမ်တော်များကိုယိုသေးချီးမြှောက်ရန်၎င်းထိုအိမ်တော်များ၌လောင်ရှင်မြတ်၏နာမတော်ကိုအောက်မေ့တသရန်၎င်းအမိန့်တော်ထုတ်ပြန်ထားတော်မူ၏ထိုအိမ်တော်များတွင်နံနက်ရာ၌၎င်းညနေချမ်းများ၌၎င်းလောင်ရှင်မြတ်စင်ကြယ်တန်ရှင်းတော်မူကြောင်းမြတ်ဆိုလျက်ရှိကြ၏အကျင့်ကဲ့သို့သောယောက်ျားတို့သည်ထိုယောက်ျားတို့အားမြည်သည့်ကုန်သွယ်မှုနှင့်မြည်သည့်ရောင်းဝယ်ဖောက်ကားမှုများပင်လောင်ရှင်မြတ်အားအောက်မေ့တသခြင်းမှ၎င်းဆလတ်ဝိပြုမှုကိုစောင့်တည်ခြင်းမှ၎င်းဇကတ်ပေးဆောင်ခြင်းမှ၎င်းအာယုံပြောင်းစေခြင်းမရှိပေထိုယောက်ျားတို့သည်ကစိတ်နှလုံးများနှင့်မျက်စိများရောက်ရက်ခဏနေမည်နေကိုကြောက်ရွံ့စိုးရိမ်လျက်ရှိကြကုန်၏နောက်တွင်မူလောင်ရှင်မြတ်သည်၎င်းတို့အား၎င်းတို့ကျင့်မှုခဲ့ကြကုန်သောကောင်းမှုသူစရိုက်များနှင့်ဆက်လင်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကိုချီးမြှင့်ပေးသနာတော်မူမည်အပြင်မိမိကျေးဇူးတော်ဖြင့်ပို၍ပင်ချီးမြှင့်ပေးသနာတော်မူမည်ဖြစ်ပေသည်စင်စစ်တော်ကလောင်ရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားအကန့်အသတ်မရှိချီးမြှင့်ပေးသနာတော်မူပေတည်းတို့ရာတွင်ကာဖာမယုံမကြည်သွေးဖယ်ညင်းပယ်သောသူတို့သည်၎င်းတို့၏ပြုကျင့်မှုတို့မှမူကား
လွင်တီးပြန်၌ရှိနေသောလင်းလျက်ပမာဖြစ်ပေရာရေမွတ်သိပ်သောသူတို့သည်ထိုလင်းလျက်ကိုပင်ရေဟူ၍ထင်မှတ်လေသည်နောက်ဆုံးတွင်၎င်းသည်ထိုလင်းလျက်အနီးသို့ရောက်လက်သောထိုလင်းလျက်ကိုတစုံတရာမှမတွေ့ခဲ့ရသည့်အပြင်ရင်း၏အနီးတွင်နောက်ရှင်မြတ်၏အမိန့်တော်ကိုသာတွေ့ရှိခဲ့လေသည်သို့ဖြစ်ပေရာထိုရှင်မြတ်သည်၎င်း၏စရင်အင်ကိုအပြည့်အဝရှင်းလင်းတော်မူခဲ့လေသည်သို့မဟုတ်၎င်း၏တက်တန်းကိုကုံဆုံးစေတော်မူခဲ့လေသည်အမှန်တော်ကလောက်ရှင်မြတ်သည်လျင်မြန်စွာစစ်ဆေးတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်သို့ဒီမဟုတ်ထိုကာဖတ်သွေးဖိန်ညင်းပယ်သောသူတို့၏မကောင်းမှုများသည်အကျဉ်းနတ်ဝမ်းသောသမုဒ္ဒရာပင်လယ်တွင်ရှိအမိုက်မှောင်များနှင့်ပမာတူ၏ထိုပင်လယ်သမုဒ္ဒရာကိုလှိုင်းတပိုးလွှမ်းမိုးလျက်ရှိထိုတဖန်ထိုလှိုင်းတပိုး၏ထက်ဝဲအခြားသောလှိုင်းတပိုးတစ်ခုသည်လည်းရှိပြန်၏တဖန်ထိုလှိုင်းတပိုး၏ထက်၌မိုးတိမ်များလည်းရှိနေပြန်၏အချုံမှာအမိုက်မှောင်များပေါ်၌အမိုက်မှောင်များထက်လျက်ပင်ရှိနေပေရာအမိုက်မှောင်အထက်ထက်၌ရှိနေသောအကျဉ်သူတစ်ဦးတစ်ယောက်သည်မိမိ၏လက်ကိုထုတ်၍ကြည့်သောအခါမြင်နိုင်ရန်လက္ခဏာများပင်မရှိကြစင်စစ်သောကအလောင်းရှင်မြတ်ကအလင်းအောင်ချီးမြှင့်တော်မမူတော့ပေအလင်းအောင်စိုးစင်းများကိုပင်ရရှိနိုင်မည်မဟုတ်ပေတကားဧကန်စင်စစ်မိုးကောင်းငယ်များ၌ရှိနေသူတို့သည်၎င်းပထဝီမြေ၌ရှိသူတို့သည်၎င်းအတောင်ပံများဖြင့်ဖြန့်ရည်ဝဲပြန်လျက်ရှိကြကုန်သောငှက်တိရစ္ဆာန်တို့သည်၎င်းလောက်ရှင်မြတ်စင်ကြယ်တန်ရှင်းတော်မူကြောင်းမြတ်ဆိုလျက်ရှိကြသည်ကိုအသင်သည်မသိမြင်ခဲ့လေသလော၎င်းတို့အနက်အသီးသီးတို့သည်မိမိတို့၏ဆုတောင်းပတ္ထနာပြုနည်းကို၎င်းမိမိတို့၏ဘာဝနာစည်းပြပုံကို၎င်းဧကန်အမှန်သိရှိပြီးဖြစ်ကြကုန်၏အမှန်စင်စစ်လောက်ရှင်မြတ်သည်၎င်းတို့ပြုလုပ်လျက်ရှိသည်တို့ကိုကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်ထို့ပြင်မိုးကောင်းငယ်နှင့်စိုးမိုးအုပ်ချုပ်မှုအာဏာသည်၎င်းပထဝီမြေတွင်စိုးမိုးအုပ်ချုပ်မှုအာဏာသည်၎င်းလောက်ရှင်မြတ်၌သာရှိပေသည်ထိုမှတပါနောက်ဆုံးပြန်လည်ရာစခန်းသည်လည်းလောက်ရှင်မြတ်ထံတော်၌သာလျှင်ဖြစ်ပေသည်အသင်သည်မသိမမြင်ခဲ့လေသလောဧကံမလွဲလောက်ရှင်မြတ်သည်မိုးတိမ်များကိုတဖြည်းဖြည်းမောင်းနှင်တော်မူ၏ထို့နောက်ရင်းမိုးတိမ်များကိုအချင်းချင်းပေါင်းဆက်တော်မူ၏ထို့နောက်၎င်းတို့ကိုအထက်ထက်ဖြစ်စေတော်မူ၏ထိုအခါအသင်သည်ရင်းမိုးတိမ်များ၏အကြား၌မိုးပေါင်များထွက်၍ရွာသွန်းလာသည်ကိုတွေ့မြင်ရလေသည်ထိုနည်းတူတနည်းထိုရှင်မြတ်သည်ထိုမိုးတိမ်မှပင်သို့မဟုတ်ထိုမိုးတိမ်၏အဆိုင်ခဲကြီးများမှပင်မိုးသီးများကိုကျစေတော်မူ၏ထိုရှင်မြတ်သည်ထိုမိုးကောင်းငယ်မှမိုးသီးများပါရှိသောအဆိုင်ခဲကြီးကိုကျစေတော်မူ၏တဖန်ထိုရှင်မြတ်သည်ထိုမိုးသီးများဖြင့်မိမိအလိုရှိတော်မူသောသူအားထိခိုက်စေတော်မူ၏မိမိအလိုရှိတော်မူသောသူအားထိုမိုးသီးများကိုလွှဲဖယ်တော်မူ၏ရင်းမိုးတိမ်ဤလျက်ပြတ်ရောင်သည်စက္ကူအလင်းကိုသိမ်းယူသွားအပ်ဆဲဆဲပင်ဖြစ်သည်လောက်ရှင်မြတ်သည်ညင်းတဲ့နေကိုအလှည့်ကျလွှဲပြောင်းတော်မူပေသည်ဧကံမလွဲဤသည်၌ဉာဏ်မျက်စိရှိသူတို့အဖို့မှတ်သားဖွယ်သင်ခန်းစာသည်အမှန်ပဲရှိပေသည်၎င်းပြင်လောက်ရှင်မြတ်သည်တွာလာလှုပ်ရှားလျက်ရှိသောတတ္တဝါအသီးသီးကိုရေဖြင့်ဖန်ဆင်းတော်မူခဲ့လေသည်တပံထိုတတ္တဝါတို့တွင်မိမိဝမ်းပိုက်ဖြင့်တွား၍သွားသောတတ္တဝါမျိုးလည်းရှိ၏ထို့ပြင်၎င်းတို့တွင်ခြေနှစ်ချောင်းဖြင့်သွားသောတတ္တဝါမျိုးလည်းရှိ၏ထိုမှတပါ၎င်းတို့တွင်ခြေလေးချောင်းဖြင့်သွားသောတတ္တဝါမျိုးလည်းရှိ၏လောက်ရှင်မြတ်သည်မိမိအလိုရှိတော်မူသောအရာကိုဖန်ဆင်းတော်မူပေသည်ဧကံမလွဲလောက်ရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဧကံစင်စစ်ငါရှင်မြတ်သည်ထင်ရှားစွာသောတတ်သိလက္ခဏာတော်များကိုချပေးသနာတော်မူခဲ့သည်စင်စစ်မူကားလောက်ရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားဖြောင့်မတ်မှန်ကန်သောတရားလမ်းသို့ညွှန်ပြပို့ဆောင်တော်မူပေသည်စင်စစ်ထိုမိုနာဖစ်တို့ကကျွန်ုပ်တို့သည်လောက်ရှင်မြတ်အား၎င်းရစူတမန်တော်မြတ်အား၎င်းယုံကြည်ကြပါပြီ၎င်းဖြင့်ကျွန်ုပ်တို့သည်လောက်ရှင်မြတ်၏အမိန့်တော်များနှင့်ရစူတမန်တော်မြတ်၏အမိန့်တော်များကိုလည်းနာခံကြပါပြီဟုပြောဆိုကြလေသည်တဖန်ထိုသည့်နောက်တွင်၎င်းတို့အနက်လူတစုသည်ရှောင်သွေကြလေသည်စင်စစ်တော်က၎င်းတို့သည်မူမင်တောင်းဝင်ယုံကြည်သူများမဟုတ်ကြစေ၎င်းဖြင့်ထိုသူတို့သည်လောက်ရှင်မြတ်ထံတော်သို့၎င်းထိုရှင်မြတ်၏ရစူတမန်တော်ထံသို့၎င်းထိုရစူတမန်တော်မြတ်သည်၎င်းတို့အကြား၌စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငါအခေါ်ခံကြသောအခါ၎င်းတို့အနက်လူတစုသည်ရုတ်တရက်လွှဲဆောင်သွားကြကုန်၏တို့ရန်အကယ်၍၎င်းတို့၌အခွင့်အရေးရှိလျှင်၎င်းတို့သည်ထိုရစူတမန်တော်မြတ်သို့ကျိုးနွံစွာနှင့်ရောက်ရှိလာကြကုန်၏အသို့ပါနည်း၎င်းတို့၏စိတ်နှလုံးတွင်းဝယ်ကုဖ်နီဖတ်၏ယောဂရှိနေသလောဒိုဒီမဟုတ်၎င်းတို့သည်တမန်တော်မြတ်၏
တမန်တော်ဖြစ်မှုနှင့်ဆက်လင်း၍တွေးဟာတန်တရားဖြစ်နေကြသလောသို့ဒီမဟုတ်လောက်ရှင်မြတ်သည်၎င်းထိုရှင်မြတ်၏ရစုတမန်တော်မြတ်သည်၎င်းထိုသူတို့ပေါ်၌မတရားပြုလုပ်တော်မူမည်ဟုစိုးရိမ်နေကြသလောထို့သောအလျက်မဟုတ်စင်စစ်မှမူကား၎င်းတို့ကိုယ်တိုင်မတရားပြုမှုသူများဖြစ်ကြကုန်၏တို့ရာတွင်မိုးမင်သက်ဝင်ယုံကြည်သူတို့၏စကားမှာ၎င်းတို့သည်လောက်ရှင်မြတ်ထံတော်သို့၎င်းထိုရှင်မြတ်၏ရစုတမန်တော်မြတ်ထံတော်သို့၎င်းထိုရစုတမန်တော်မြတ်သည်၎င်းတို့အကြ၌စီရင်ဆုံးဖြတ်၍ပေးတော်မူအံ့သောငါအခေါ်ခံကြရသောအခါ၎င်းတို့ကကျွန်တော်မျိုးတို့သည်ကြားနာကြပါပြီထို့ပြင်ကျွန်တော်မျိုးတို့သည်လိုက်နာကြပါပြီဟု၍ပြောဆိုကြကုန်၏စင်စစ်မှမူကားဤကဲ့သို့သောသူသားလည်းအောင်မြင်မှုရရှိသူများဖြစ်ကြကုန်၏စင်စစ်တော်ကမိသူမဆိုလောက်ရှင်မြတ်၏အမိန်တော်များကို၎င်းထိုရှင်မြတ်၏ရစုတမန်တော်မြတ်၏အမိန်တော်များကို၎င်းလိုက်နာပါမူထို့ပြင်ထိုသူသည်လောက်ရှင်မြတ်အားကြောက်ရွံ့ပါမူထိုမှတပါထိုသူသည်လောက်ရှင်မြတ်၏အမိန်တော်များကိုဖီးဆန်ခြင်းမှရှောင်ကျဉ်ပါမူထိုကဲ့သို့သောသူတို့သည်သာလျှင်အလိုဆန္ဒပြေဝသူများဖြစ်ကြကုန်အံ့တည်းထိုမှတပါ၎င်းတို့သည်လောက်ရှင်မြတ်အားအစွမ်းကုန်တိုင်တယ်ပြီးအကယ်၍အသင်တို့သည်၎င်းတို့အားအမိန့်ပေးခဲ့ပါလျှင်အကယ်၍အသင်သည်၎င်းတို့အားအမိန့်ပေးခဲ့ပါလျှင်မုတ်ချဆင်စစ်၎င်းတို့သည်စီးစိမ်အိုးရင်တို့ကိုစွန့်၍ထွက်ကြပါမည်ဟုအစွမ်းကုန်ကျိန်သွဲပြောဆိုကြကုန်၏အိုနဗီတမန်တော်အသင်သည်၎င်းတို့အားဤသို့ပြောကြပါလေအချင်းတို့အသင်တို့သည်မကျိန်သွဲကြကုန်လျင်အသင်တို့၏အမိန့်နာခံခဲ့မှုသည်ထင်ရှားပြီးဖြစ်သည်တနည်းအသင်တို့ပေါ်၌စီကံနှင့်လျော်ညီစွာအမိန့်နာခံရန်သာရှိသည်ဧကံမလွဲလောက်ရှိမြတ်သည်အသင်တို့ပြုလုပ်လျက်ရှိကြသည်တို့ကောင်းစွာသိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေတည်းအိုနဗီတမန်တော်အသင်သည်၎င်းတို့အားဤသို့ပြောကြပါလေအချင်းတို့အသင်တို့သည်လောက်ရှင်မြတ်အမိန့်တော်များကိုလိုက်နာကြလေကုန်ထိုနည်းတူစွာအသင်တို့သည်လောက်ရှင်မြတ်အမိန့်တော်များကိုလိုက်နာကြလေကုန်ထိုနည်းတူစွာအသင်တို့သည်ရစုတမန်တော်မြတ်၏အမိန့်တော်များကိုလည်းလိုက်နာကြလေကုန်ထို့နောက်အကယ်၍အသင်တို့သည်ရှောင်ကျဉ်ခဲ့ကြလျှင်ထိုရစုတမန်တော်မြတ်ပေါ်၌မိမိတာဝန်ပေးခြင်းခံခဲ့ရသည်နှင့်အညီအမိန့်တော်များကိုပို့ဆောင်ရန်သာရှိပေသည်ထိုနည်းတူစွာအသင်တို့ပေါ်၌လည်းမိမိတို့တာဝန်ပေးခြင်းခံကြရသည်နှင့်အညီအမိန့်တော်များကိုသာလိုက်နာရန်သာရှိပေသည်၎င်းပြင်ကဲ့၍အသင်တို့သည်ထိုရစုတမန်တော်မြတ်၏အမိန့်တော်များကိုလိုက်နာကြလျှင်အသင်တို့သည်တရားလက်မှန်ကိုရရှိကြပေမည်ဆက်ဆက်တော်ကရစုတမန်တော်မြတ်၏ပေါ်၌မူကားငါရှင်မြတ်၏အမိန့်တော်များကိုထင်ရှားပြတ်သားစွာပို့ဆောင်ခြင်းမှအပအခြားမည်သည့်တာဝန်မှမရှိချေလောက်ရှင်မြတ်သည်သင်တို့၌ဤမှန်တဝင်ယုံကြည်ပြီးကောင်းမြတ်သောအကျင့်သီလများကိုကျင့်မှုစောင့်တည်ကြကုန်သောသူများအားဤသို့ဂရုပေးတော်မူ၏ထိုရှင်မြတ်သည်၎င်းတို့အားအလျင်ရှိခဲ့ကြကုန်သောသူတို့အားကဘာမြေဝဲအုပ်ချုပ်စေတော်မူခဲ့သည့်နည်းတူ၎င်းတို့အားလည်းအုပ်ချုပ်စေတော်မူမည်ထို့ပြင်အသင်တို့အဖို့မိမိနှစ်သက်တော်မူသောအစ္စလမ်သာသနာတော်ကို၎င်းတို့အကျိုးငါမြဲမြံခိုင်ခံ့စေတော်မူမည်ထို့ပြင်ငါရှင်မြတ်သည်၎င်းတို့အား၎င်းတို့၏စိုးရိမ်မှုနောက်တွင်ငြိမ်းချမ်းမှုကိုပြောင်းလဲ၍ပေးတော်မူမည်အကယ်၍၎င်းတို့သည်တစုံတရာကိုငါရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲငါရှင်မြတ်အားသာလည်းကိုးကွယ်စည်းကပ်နေကြပါလျင်စင်စစ်တော်ကမိသူမဆိုထိုသည့်နောက်တွင်ကျေးဇူးကမ်းခဲ့သည်ရှိသောယင်းကဲ့သို့သောသူတို့သည်သာလျှင်အမိန့်တော်ကိုဖိဆန်သူများဖြစ်ကြကုန်သည်ထို့ပြင်အသင်တို့သည်ဆလတ်ဝတ်ပြုမှုကိုစောင့်တည်ကြလေကုန်၎င်းပြင်သင်တို့သည်ဇကတ်ပေးဆောင်ကြလေကုန်ထိုမှတပါအသင်တို့သည်ရစုတမန်တော်မြတ်၏အမိန့်ကိုလိုက်နာကြလေကုန်သို့မှသာလျှင်အသင်တို့သည်တနာကရုဏာတော်ပြုတော်မူခြင်းကိုခံကြရပေမည်အသင်သည်ကာဖာသွေးပင်ညှင်းပယ်သောသူတို့ကို၎င်းတို့သည်ငါရှင်မြတ်အားကဘာမီဝဲမစွမ်းဆောင်နိုင်အောင်ပြုနိုင်ကြမည်ဟုအလျက်မထင်မှတ်ကြလေနှင့်အမှန်စင်စစ်၎င်းတို့၏ခိုးလုံရန်ဌာနမှာငရဲမိပင်ဖြစ်သည်စင်စစ်တော်ကရင်းငရဲမိသည့်အလွန်တရာဆိုးရွားလှသောစခန်းပင်ဖြစ်ပေသည်အိုမိုမင်တဝင်ယုံကြည်သူအပေါင်းတို့အသင်တို့၏ကျွန်မများသည်၎င်းအသင်တို့အနံ့အရွယ်မရောက်ကြသေးသောယောက်ျားကလေးများသည်၎င်းအသင်တို့အိမ်များတွင်ဝင်ထွက်သွားလာရန်အလို့ငါအချိန်3ချိန်တွင်အသင်တို့ထံခွင့်တောင်းကြရမည်ဖဂျာဆလတ်အလင်တစ်ချိန်အသင်တို့သည်မိမိတို့၏ဝတ်စားများကိုချွတ်၍ထားလေးရှိကြသောနေ့လယ်ချိန်၌တစ်ချိန်အီရှာဆလတ်ဝတ်ပြုပြီး၌တစ်ချိန်ဤ3ချိန်ကအသင်တို့၏အရှက်လက်လက်ချိန်များတည်တို့ရာတွင်ထို3ချိန်မှအပအခြားအချိန်များတွင်မူကားခွင့်မတောင်းဘဲဝင်ထွက်သွားလာခြင်းကြောင့်အသင်တို့ပေါ်၌၎င်းထိုသူတို့အပေါ်၌၎င်းမည်သို့မှအပြစ်မရှိချေ
၎င်းတို့သည်အသင်တို့ထံများစွာဝင်ထွက်သွားလာသူများဖြစ်ကြပေသည်အသင်တို့၌တဦးသည်တဦးဤထံသို့ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏လောက်ရှိမြတ်သည်ဤနည်းတိုင်းပင်အမိန့်ပညတ်တော်များကိုအသင်တို့အကျိုးငါထုတ်ပေါ်မိန့်ကြားတော်မူလေသည်အမှန်တော်ကလောက်ရှိမြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိတော်မူသောကျိုးကြောင့်စင်ကြင်တုံများနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်တို့ရတွင်သင်တို့နတ်မှယောက်ျားကလေးများသည်အရွယ်ရောက်လာခဲ့ကြသော၎င်းတို့သည်လည်းမိမိတို့အလျင်ခွင့်တောင်းခဲ့ကြသောသူများနည်းတူခွင့်တောင်းကြပေမည်လောက်ရှင်မြတ်သည်ဤနည်းနှင့်မိမိအမိန့်ပညတ်တော်များကိုအသင်တို့အကျိုးငါထုတ်ပေါ်မိန့်ကြားတော်မူလေသည်စင်စစ်မူကားလောက်ရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိတော်မူသောကျိုးကြောင့်စင်ကြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်၎င်းဖြင့်ထိမ်းများအမျှော်လင့်ချက်မရှိကြသောအဖွားအိုများသည်လှပမှုကိုဖော်ပြခြင်းမပြုဘဲမိမိတို့၏အပေါ်ဝတ်များကိုကြွတ်ထားခြင်းကြောင့်၎င်းတို့ပေါ်၌အပြစ်တစုံတရာမရှိကြသို့တစေလည်း၎င်းတို့သည်ဤဒီမှရှင်ကြောင်းကျင်ကြလင်၎င်းတို့အဖို့အကောင်းဆုံးပင်စင်စစ်တော်ကလောက်ရှိမြတ်သည့်ရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့ကြားတော်မူသောအရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်မြတ်ကမ်း၏ပေါ်၌လည်းတစုံတရာတားမြစ်ခြင်းမရှိကြခြေမစွမ်းမတန်သောသူ၏ပေါ်၌လည်းတစုံတရာတားမြစ်ခြင်းမရှိကြမကြမ်းမာသောသူ၏ပေါ်၌လည်းတစုံတရာတားမြစ်ခြင်းမရှိကြအသင်တို့ကိုယ်တိုင်ပေါ်၌လည်းတစုံတရာတားမြစ်ခြင်းမရှိကြမိမိတို့အိမ်များမှဖြစ်စေမိမိတို့၏ဖခင်များ၏အိမ်များမှဖြစ်စေမိမိတို့၏မိခင်များ၏အိမ်များမှဖြစ်စေမိမိတို့ညီများအကိုများ၏အိမ်များမှဖြစ်စေမိမိတို့မောင်နှမနှမများအမများ၏အိမ်များမှဖြစ်စေမိမိတို့၏ဘာကြီးဘာတွေများ၏အိမ်များမှဖြစ်စေမိမိတို့၏အရေးကြီးအရေးကလေးများ၏အိမ်များမှဖြစ်စေမိမိတို့ဦးကြီးများ၏အိမ်များမှဖြစ်စေမိမိတို့မိကြီးမိတွေများ၏အိမ်များမှဖြစ်စေမိမိတို့တော်ထိန်ကြရသောအိမ်များမှဖြစ်စေမိမိတို့မိတ်ဆွေများ၏အိမ်များမှဖြစ်စေအသင်တို့၏စားသုံးခြင်း၌တစုံတရာတားမြစ်ခြင်းမရှိပေအသင်တို့သည်အထူးရောနောစုယုံလျက်စားသုံးကြသည်ဖြစ်စေတခြားစီစားသုံးကြသည်ဖြစ်စေအသင်တို့ပေါ်၌အပြစ်တစုံတရာမှမရှိကြတို့ရရင်အသင်တို့သည်အိမ်များသို့ဝင်ရောက်ကြသောအခါမိမိတို့ကိုယ်များကိုအချင်းချင်းဆက်လက်မေတ္တာပို့သကြလေကုန်ယင်းဆက်လက်မေတ္တာပို့သခြင်းကလောက်ရှိမြတ်ထံတော်မှတမတ်ပြထံအပ်သောနှုတ်ခွန်းစကားဆုတောင်းပတ္ထနာပြုချက်ဖြစ်၏ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံ၏ကောင်းမြတ်လာ၏လောက်ရှိမြတ်သည်ဤနည်းတိုင်းပင်အသင်တို့အဖို့အမိန့်ပညာတော်များကိုအသင်တို့နားလည်ကျင့်သုံးကြအံ့သောငါထုတ်ဖော်မိန့်ကြားတော်မူလေသည်အကျဉ်သူတို့သည်သာလည်းမိုးမင်းတတ်ဝင်ယုံကြည်သူများဖြစ်ကြကုန်၏ထိုသူတို့သည်လောက်ရှိမြတ်အလကောင်းထိုရှင်ရဲ့စုတမန်တော်များအလကောင်းတတ်ဝင်ယုံကြည်ခဲ့ကြသည့်အပြင်တစုံတရာစုပေါင်းဆောင်ရအပ်သောကိစ္စနှင့်ဆက်လင်း၍ထိုရစုတမန်တော်များနှင့်အတူရှိကြသောအခါထိုရစုတမန်တော်များထံတွင်ခွင့်ပန်ကြားခြင်းမပြုသမျှကာလပတ်လုံးထွက်မသွားကြပေဧကံမလွဲအသင်းထံခွင့်ပန်ကြားကြကုန်သောသူတို့သည်သာလျှင်လောက်ရှင်မြတ်အား၎င်းထိုရှင်မြတ်ရစုတမန်တော်များအား၎င်းတဝင်ယုံကြည်ကြကုန်၏တို့ဖြစ်ပေရာ၎င်းတို့သည်အသင်းထံမိမိတို့၏ကိစ္စတစုံတရာအတွက်ခွင့်ပန်ခဲ့ကြလျှင်အသင်းသည်၎င်းတို့အနက်မိမိအလိုရှိသောသူအားခွင့်ပြုပါလေထို့ပြင်အသင်းသည်၎င်းတို့အဖို့လောက်ရှင်မြတ်ထံတော်၌အပြစ်မှချမ်းသာခွင့်ရရန်ပန်ကြားပါလေဧကံစင်စစ်လောက်ရှင်မြတ်သည်အလွန်တရာလူငင်းချမ်းသာခွင့်ပေးသနာတော်မူသောအရှင်အလွန်တရာတနာကျင်နာညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်အသင်တို့သည်ရစုတမန်တော်များ၏ဖိတ်ခေါ်ခြင်းကိုမိမိတို့အကြားဝယ်မိမိတို့အချင်းချင်းတဦးတယောက်ကဖိတ်ခေါ်တဲ့ကဲ့သို့မယူဆကြကုန်လျင်ဧကံစင်စစ်လောက်ရှင်မြတ်သည်အသင်တို့အနက်အကွယ်အကာယူ၍တိတ်တဆိတ်ခိုးထွက်သွားကြသောသူတို့အားကောင်းစွာသိရှိတော်မူ၏တို့ဖြစ်ပေရာထိုရစုတမန်တော်များ၏အမိန့်တော်ကိုရှောင်သွေကြကုန်သောသူတို့သည်မိမိတို့၌ဒုက္ခတစုံတရာတက်ရောက်မိကို၎င်းသို့မဟုတ်မိမိတို့၌ပြင်းပြနာခြင်းပွဲဖြစ်သောပြစ်ဒဏ်တစုံတရာတက်ရောက်မိကို၎င်းစိုးရင်ကြရကုန်သည်တတိပြုကြလေကုန်ဧကံမလွယ်မိုးကောင်းငယ်များ၌ရှိသည်များတို့သည်၎င်းပထဝီမြေ၌ရှိသည်များတို့သည်၎င်းလောက်ရှင်မြတ်တာလင်ပိုင်းဆိုင်တော်မူသောအရာများဖြစ်ကြကုန်၏ဧကံမအမှန်လောက်ရှင်မြတ်သည်အသင်တို့၏လက်ရှိအခြေအနေကိုလည်းသိတော်မူ၏၎င်းတို့ထိုရှင်မြတ်ထံတော်သို့ပြန်လည်ရောက်ရှိကြမည့်နေ့ကိုလည်းသိတော်မူ၏ထိုနေ့တွင်ထိုရှင်မြတ်သည်၎င်းတို့အား၎င်းတို့ကျင့်မှုခဲ့သည်များတို့ကိုထုတ်ဖော်၍ပြသတော်မူပေမည်စင်စစ်တော်ကလောက်ရှင်မြတ်သည်အရာခတ်သိမ်းတို့ကိုအကျွမ်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်